မင်္ဂလာပါဒီကတလေးကတော့မေကြီးလို့ဆိုပြီးကျွန်တော်ဆိုင်ရောက်လာအလုံးလေးပါဒီကတလေးကိုပြည့်ချက်လေးကိုကျွန်တော်ရှာကြည့်ရခါမှာဒီကတလေးကဖြစ်တာလဲဆိုတော့ကျွန်တော်တို့အပူပိုင်းလေးပေါက်နေတာပေါ့နော်ပိုင်းတိုင်းလေးကျွန်တော်လေးထိုးဆန်းနေကွန်ပျူတာလေးကောင်းနေဆိုတော့ပိုင်းတိုင်းလေးပေါက်နေတာကျွန်တော်တို့အပူပိုင်းလေးနောက်ကျောင်းမှာကပ်ပေးထားပါတယ်ဒီပူပိုင်းလေးပါဒီပိုင်းလေးကပ်ပေးလိုက်တယ်ဟိုကပ်ပြီးသွားပြီကျွန်တော်တို့ဒီပင်လေးပြီးအေးပြီးခဲပြီးအကုန်လုံးစိတ်ချပြီးဆိုမှခါသမတက်သေးကိုကျွန်တော်အနံပေးမှာပါကျွန်တော်ကိုဆိုရင်မှာကတ်ဒီပိုင်းလေးထည့်နေပါတယ်အကုန်လုံးပြီးတော့ပါပြီအားလုံးအဆင်ပြေသွားပါပြီနှစ်ဖက်ဆိုရင်ဒီလုံးလေးကိုအခါမှလက်ထဲကိုပို့ဆောင်ပေးတော့မှာပါကျွန်တော်စပါစကိုင်းအေကွန်ဆိုင်ကိုတုံကြီးစိတ်ချစွာအနံပေးရပါတယ်ကျွန်တော်တို့ဆိုင်လေးဆိုင်လေးကတော့အသိမျိုးတခုံးပေးရနေမှာဘော်ရီလက်မိုက်ပေါ်မှာတရှိပါတယ်အေယာကွန်ကြီးရေခဲတက်တာတွေဝှေ့လျှော်စားတွေပြန်လည်ပြည့်ပြင်းနေတာဖြစ်ဖြစ်ပြန်လည်တက်စေချင်တာဖြစ်ဖြစ်စပါစကိုင်းအေယာကွန်ရေခဲတက်တာစိတ်ချစွာအနံလို့ရပါတယ်အဲကျွန်တော်တို့ဆိုင်လေးဆိုင်ကျွန်တော်တို့ဆိုင်ပုတ်လေးပေါ့နော်အားလုံးစိတ်ချယုံကြည်စွာအနံလို့ရပါတယ်နော်အကုန်အေးပြီးခဲပြီးအကုန်လုံးကောင်းသွားပြီနော်ဒီမှာအကုန်လုံးအဆင်ပြေပါပြီနော်အားလုံးအထူးပင်ကျေးဇူးတင်ရှိပါသည်